ကျွန်တော်တို့တွေလေးစိတ်မှာတစ်ခါတလေတွေ့ရတတ်တယ်ဗျာသတ်မှတ်ထားတဲ့ kg ကအများနေရကြောင်းမို့လို့ကီလိုထပ်ဝယ်မလားဒါမှမဟုတ်ရင်ပူနေတဲ့အလေးချိန်ကိုရှော့ချပြီးထားခဲ့မလားတွေ့ပူကြတဲ့ဟုတ်ဒီလိုဖြစ်စေရတဲ့အကြောင်းရင်းတစ်ခုရှိတယ်ကျွန်တော်တို့တတိမထားမိရဗျာအဲ့ဒါကတော့ခီးဆောင်အိတ်ရဲ့အလေးချိန်ကိုကျွန်တော်တို့ကထည့်မတွက်မိဘူးဗျကိုက 30kg ဝယ်ထားတယ်ဆိုရင်အဲ့ရဲ့အလေးချိန်အားလုံးကိုပစ္စည်းဝယ်သွားထည့်လို့မရဘူးဗျကျွန်တော်ဘာမှမပါတဲ့ 9kg ထည့်လို့ရတဲ့ hand carry luggage ကိုချိန်ပြမယ် 2.37kg ရှိရဆိုတော့ဒီအိတ်အခွန်ကြီးပဲကိုပဲ 2kg ခွဲနီးပါးလောက်ရှိရဗျနောက်တစ်အိတ်က 30kg ဆန်းတဲ့ luggage ကိုချိန်ကြည့်မယ်အလေးချိန်က 3.85 ဆိုတော့ luggage တီးတန်းကိုပဲ 4kg နီးပါးရှိရယ်ဒါကြောင့်မို့လို့ကိုက 30kg ဝယ်ထားတယ်ဆိုပေမဲ့လည်းကိုတည်ခြင်းတဲ့ပစ္စည်းရဲ့အလေးချိန် 25.5kg ဒို့မဟုတ် 25.6kg လောက်ပဲထည့်တင်တယ်ဒါတွေအားလုံးပေါင်းလိုက်မယ်ဆိုရင် 29.5 29.6kg နီးပါးရှိတယ်ဘာကြောင့် 30kg အပြည့်မထားတင်တာလဲ300-400 gram ရှော့ထားတာဆိုတာကချိန်ဆက်ပုံမူတည်ပြီးမှအလေးချိန်ကအပြောင်းလဲရှိရကြောင်းမို့လို့ပါဒါကြောင့်မို့လို့အဲ့ရဲ့အလေးချိန်ရဲ့နောက်ပြီးတော့တတ်မှတ်ထားတဲ့ kg ထက်200 gram နဲ့400 gram ကိုလူတူပူရှော့မယ်ဆိုရင်ကီလိုများစရာအကြောင်းမရှိပါဘူးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်